အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရုပ်ရှင်သမိုင်းမှာအကောင်းဆုံးလှုပ်ဝက်တဲ့ဖိုကားတွေကတကားဖြစ်တဲ့ဒီစစ်ဆန်ရုပ်မြင်ဇာတ်ကားအကြောင်းကိုပြောပြပေးသွားမှာပါဇလန်းအစမှာကလေးစိတ်ပညာရှင်မဲကွန်ခရိုဟာသူ့ရဲ့အောင်မြင်မှုတွေအတွက်ဂုဏ်ပြုခံရပြီးဇနီးဖြစ်သူအန်နာနဲ့အတူပျော်ရွှင်နေပါတယ်ဒါပေမဲ့သူတို့အိတ်ခမ်းထဲကိုလူတစ်ယောက်ခိုးဝင်နေတာတွေ့လိုက်ရတဲ့အခါမှာတော့အရာအလုံးပြောင်းလဲသွားပါတယ်အဲ့ဒီလူကတော့မဲကွန်ရဲ့လူနာဟောင်းဘင်းစင်ပါသူကမဲကွန်ကိုသူ့ကိုမကယ်တင်နိုင်ခဲ့ဘူးလို့ဆွဆွဲပြီးမဲကွန်ကိုတနတ်နဲ့ပစ်ခဲ့တယ်လို့သူ့ကိုယ်သူလည်းအဆုံးစီရင်သွားပါတယ်ဒါဟာမဲကွန်ရဲ့ဘဝမှာအကြီးမားဆုံးနောက်တစ်ခုဖြစ်လာခဲ့ပါတယ်နောက်တစ်နှစ်ဆောင်းဦးရာသီကိုရောက်တဲ့အခါမဲကွန်ဟာပြန်လဲတက်တာလာပုံရပေမဲ့သူ့ဇနီးနဲ့ဆက်ဆံရေးကတော့အေးဆက်နေသေးပါအဲ့ဒီအချိန်မှာသူဟာဘင်းစင်နဲ့အခြေအနေချင်းတူနေတဲ့9နှစ်အရွယ်ကောင်လေးကိုစီယာရဲ့အမှုကိုလက်ခံခဲ့ပါတယ်။ကိုဟာကျောင်းမှာအပေါင်းအသင်းမရှိဘဲတယောက်တည်းနေတတ်တဲ့သူပါသူ့အမေကတော့တားဖြစ်သူအတွက်အရန်စိုးရိမ်နေပါတယ်ထူးခြားတာကလင်းကမိဖို့ကြောင့်တဲ့ကခဏထွက်သွားပြီးပြန်ဝင်လာတိုင်းဗီဒီယိုတကားတွေအကုန်ပွင့်နေတတ်တာပါပဲမဲကွန်ဟာကိုနဲ့ရင်းနှီးအောင်စူးစမ်းပေမဲ့ကိုကတော့တခုခုကိုကြောက်လန့်နေပြီးစိတ်ကိုပိတ်ထားပါတယ်မဲကွန်ကကိုရဲ့ယုံကြည်မှုကိုရဖို့နှီးမျိုးစုံနဲ့စူးစမ်းပါတယ်တကယ်အလှည့်ပြောင်းကတော့ကိုရဲ့တငယ်ချင်းမွေးနေ့ပွဲမှာဖြစ်ခဲ့တာပါတခြားကလေးတွေကကိုကိုလှေကားအောက်ကအမှောင်ခန်းထဲမှာပိတ်လောင်လိုက်တဲ့အခါကိုဟာအသေးအတန်အော်ဟစ်ပြီးတတိလစ်သွားခဲ့ပါတယ်ဆေးရုံမှာမဲကွန်နဲ့2ယောက်တည်းရှိနေတဲ့အချိန်မှာတော့ကိုကသူ့ရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ကိုပြောပြပါတော့တယ်ကျွန်တော်လူသေးတွေကိုမြင်နေရတယ်တဲ့သူတို့ကသူတို့တည်နေတာကိုသူတို့ကိုယ်တိုင်မသိကြဘူးလို့လည်းဆိုပါတယ်အဲ့ဒီအချိန်မှာမဲကွန်ကတော့ဒါဟာကိုရဲ့စိတ်ဝေဒနာတစ်ခုလိုပဲထင်နေခဲ့ပါတယ်မဲကွန်ကကိုလက်လျှော့တော့မဲ့အချိန်မှာဘင်းစစ်နဲ့အမေးဖြေလုပ်ခဲ့တဲ့တိတ်ခွေဟောင်းကိုပြန်နားထောင်မိပါတယ်အတန်ကိုအဆုံးထိမြင့်လိုက်တဲ့အခါမှာတော့တစုံတစ်ယောက်ကစပိန်လိုငါမသေးချင်ဘူးလို့တိုးတိုးလေးအကူအညီတောင်းနေတာကိုကြားလိုက်ရပါတယ်အဲ့ဒီခါမှမဲကွန်ဟာကိုပြောတာအမှန်ပဲဆိုတာလက်ခံသွားပါတယ်သူကကိုမင်းတီဝိညာဉ်တွေကိုကြောက်ပြီးပြေးမနေနဲ့သူတို့ကိုနားထောင်ပေးပါသူတို့မှတခုခုအကူအညီတောင်းချင်လို့ဖြစ်လိမ့်မယ်လို့အကြံပေးခဲ့ပါတယ်ဒါဟာကိုအတွက်တားကောင်ဘဝကနေအမှန်တရားကိုရင်ဆိုင်နိုင်သူဖြစ်လာစေတဲ့အလှည့်ပြောင်းပါပဲကိုရဲ့ပထမဆုံးတာဝန်ကတော့မကြခင်ကမှတေဆုံးသွားတဲ့ကန်ယာဆိုတဲ့ကောင်မလေးကိုကူညီဖို့ပါကန်ယာဟာကိုစီကိုလာပြီးဗီဒီယိုတိတ်ခွေတစ်ခုပေးခဲ့ပါတယ်ကိုကအဲ့ဒီတိတ်ခွေကိုကန်ယာရဲ့အဖေစီပေးလိုက်တဲ့အခါမှာတော့ကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုပေါ်လာပါတယ်ကန်ယာရဲ့မိထွေးကကန်ယာရဲ့အစာထဲမှာအစိတ်တွေထည့်ပြီးတက်ခဲ့တာပါအခုတော့ကန်ယာဟာအမှန်တရားကိုဖော်ထုတ်နိုင်ခဲ့လို့ငြိမ်းချမ်းသွားပါပြီအဲ့ဒီနောက်မှာတော့ကိုကသူ့အမေကိုလည်းသူ့လိုဝက်ချက်ကိုပြောပြလိုက်ပါတယ်သူ့အဖွားရဲ့ဝိညာဉ်ကပြောခိုင်းတဲ့စကားတွေကိုကိုကပြန်ပြောပြလိုက်တဲ့အခါတားဖြစ်သူကိုယုံကြည်သွားပြီးသူတို့သားမိ2ယောက်ကြည်နူးစွာဖက်လဲတကင်းဖြစ်သွားကြပါတယ်မဲကွန်ဟာသူ့အလုပ်တွေအောင်မြင်ပြီလို့ယူဆပြီးအိမ်ပြန်လာပါတယ်အိမ်မှာအိပ်ပျော်နေတဲ့ဇနီးဖြစ်သူကမင်္ဂလာလက်စွပ်တကွင်းကိုလွှတ်ချလိုက်တဲ့အခါမဲကွန်ဟာထိတ်လန့်သွားပါတယ်ဘာလို့လဲဆိုတော့သူလည်းလက်စွပ်ဝတ်မထားသလိုသူ့ဇနီးလက်ထဲကလက်စွပ်ကလည်းသူ့လက်စွပ်ဖြစ်နေလို့ပါအဲ့ဒီအချိန်မှာကိုရဲ့စကားကိုပြန်ကြားရအောင်လာပါတယ်လူတွေတွေကသူတို့မြင်ကျင်တာပဲမြင်နေတဲ့တကယ်တော့မဲကွန်ဟာပထမဆုံးအခန်းမှာတင်တေဆုံးသွားခဲ့တာပါဇလန်းတစ်လျှောက်လုံးသူဟာကိုကလွဲရင်ဘသူနဲ့မှတိုက်ရိုက်စကားမပြောခဲ့ပါဘူးသူဟာသူ့ရဲ့နောင်တတွေကိုဖြေဖျောက်ဖို့နဲ့ကိုကူညီဖို့အတွက်ပဲဝိညာဉ်အဖြစ်ကြံရှိနေခဲ့တာပါမဲကွန်ဟာအရာအလုံးကိုနားလည်သွားပြီးနောက်မှာတော့ငြိမ်းချမ်းစွာနဲ့အလင်းတန်းထဲကိုပျောက်ကွယ်သွားပါတယ်ဒါဟာရုပ်ရှင်သမိုင်းမှာအကောင်းဆုံးဇာတ်သိမ်းတွေကတစ်ခုပါပဲဒီဇလန်းရဲ့အလှည့်ပြောင်းကိုပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာတင်တို့ဘယ်လိုခံစားရလဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးအဆင်ပြေကြပါစေဗျာ